ဘာကောင်ကြီးဖြစ်စိတ်ကုန်မဝင်သားတာနိုင်ငံတကာနိုင်ငံနာမည်ပြောလိုက်တာနဲ့ကိုအောက်တန်းစားတောက်တော်သားအချင်းချင်းတက်ဖြတ်နေကြတဲ့ civilize မဖြစ်တဲ့ဒီချင်းမို့စင်တဲ့နေပါတဲ့တောက်တော်သားတောက်ပေါ်တိုင်းပြည်ကကောင်းနေဆိုတာတီလေချဘိုးတွေလို့လူတိုင်းကသိတယ်ထင်းတယ်ခမားပါလားခမားဘာကောင်ကြီးဆရာဝင်မဲ့မကလို့အင်ဂျင်နီယာပဲဖြစ်ဘယ်သူမှတောက်ပြီးမဆိုင်ဘူးခမားတို့တောက်ခွေးကောင်တွေနဲ့တောက်ကျင့်တွေကအမှန်တရားဘက်ကမရက်တည်ရတဲ့လူမျိုးတွေအမှုပညာအားမကောင်းတဲ့လူမျိုးတွေပညာရေးမကောင်းတဲ့နိုင်ငံရေးမကောင်းတဲ့နိုင်ငံစိုက်ပျိုးရေးမဖြစ်ထွန်းတဲ့နိုင်ငံအလုပ်သမားတွေပဲထွက်လာတဲ့နိုင်ငံဒုက္ခသည်တွေပဲထွက်လာတဲ့နိုင်ငံဒီကမ္ဘာလုံးကဝိုင်းလူနေရတဲ့နိုင်ငံဆိုတာလူတိုင်းမပြောဘဲနဲ့သိတယ်ဒီမှာပဲဘာကောင်တော့ဆိုတဲ့အစွဲတွေအားလုံးကိုကျတော့မင်္ဂလာတော့လေလိမ့်မှာထားခဲ့ပြီးမှလေမြန်မော်တက်လေမြန်မော်ရောက်တာနဲ့ဆောက်တိုးသားဖြစ်သွား